အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့နည်းနည်းတော့အရေးကြီးတယ်ဗျာနော်ကျွန်တော်တို့ဖုန်းကင်နေတဲ့လူတွေမှန်သမျှနော်ကျွန်တော်တို့ဖုန်းတွေဘယ်လိုဖုန်းတွေပဲကင်ပေါ့နော်ကျွန်တော်တို့ဖုန်းတစ်ခုတည်းကင်လို့ကျွန်တော်တို့သုံးလို့မရပါဘူးအဲ့တော့ဒီဖုန်းမှာကျွန်တော်တို့က SIM ကတ်ထည့်ရပါတယ်အဲ့တော့ SIM ကတ်ထည့်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဘယ်လိုသုံးနေကြတာလဲကိုယ်တိုင်ကို register လုပ်ပြီးမှသုံးနေတဲ့ SIM ကတ်လေးဒါမှမဟုတ်ကျွန်တော်တောင်းဝယ်လာတဲ့အခါမှာကိုယ့်ရဲ့နာမည်လည်းမဟုတ်ဘူးကိုယ်တိုင် register လုပ်တာလည်းမဟုတ်ပဲနဲ့အဲ့လိုပဲသူတို့ပြန်ပြီးတော့ဝယ်လာပြီးတော့ပေါ့နော်ကိုနာမည်မဟုတ်ဘူးပေါ့နော် SIM ကတ်တွေသူတို့ကအကုန်လုံး register လုပ်ထားပြီးသားကိုပြန်ဝယ်လာပြီးတော့သုံးတဲ့လူတွေလားပေါ့နော်အဲ့တော့ဒီ video file ကိုဆုံးအောင်အရင်ကြည့်ပေးပါအရင်အရေးကြီးပါတယ်အားလုံးနဲ့လည်းတက်ဆိုင်ပါတယ်အခုထောင်ကျတဲ့လူကထောင်ကျနေပြီအမှုရင်ဆိုင်ရတဲ့လူတွေလည်းရင်ဆိုင်ရပါပြီတကယ်တကယ်ဖြစ်လာတဲ့ခါကျမှနော်ကျွန်တော်တို့အမှုကျွန်တော်ဥပဒေနားမလည်လို့ပါဘယ်တော့မှကြီးညာထားတာလဲဒီဥပဒေတွေဘယ်တော့ထွက်လာလဲဆိုတာလားမေးလို့မရတော့ဘူးเนาะတကယ်တမ်းကျတော့ကျွန်တော်တို့ရှုပြန်ဥဒမာတွေပဲဖြစ်စီထိုင်းနိုင်ငံသားတွေပဲဖြစ်ဖြစ်အားလုံးကကျွန်တော်တို့စင်ကတ်တွေတုံးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကကိုယ်တိုင်ပေါ့နော်ကိုယ့်ရဲ့မှတ်ပုံတင်ကိုယ်တိုင်ဥပမာပိုင်းအောင်ကတ်တော်၎င်း passport တော်၎င်း CI တော်၎င်းပေါ့နော်ဒါကိုယ်တိုင်ဝယ်ပြီးတော့ကမှတခါကို register လုပ်ပြီးတော့တပ်ပုံတွေရိုက်တယ်တေချာလုပ်ပြီးမှအချက်လက်တွေလုပ်ပြီးမှကျွန်တော်တို့ကသုံးလို့ရတာဗျာနော်ဘာကြောင့်လဲဆိုတော့အဲ့ဒီဥပဒေကထွက်လာခဲ့တာတကယ်တမ်းကျတော့တော်တော်လေးကြာနေပါပြီเนาะကျွန်တော်အတိအကျတော့မပြောနိုင်ဘူးအရင်တော့ဆိုလို့ရှိရင်ကျွန်တော်ဒီဒီတောင်ပိုင်းပေါ့နော်ထိုင်းနိုင်ငံတောင်ပိုင်းဘက်မှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုရင်ဒီဖုန်းနဲ့အရေးကြီးတဲ့ဒီကစ်ဒီခါကြီးထဲမှာဆိုလို့ရှိရင်ဒါဖုန်းနဲ့နော်ဘာမှဆိုလုပ်လို့ရနေတဲ့ခစ်ကာလာကြီးထဲမှာနောက်ပေါက်ကွယ်မှုတော်၎င်းဟိုနေပြည့်မှုတော်၎င်းပေါ့နော်ဒါအရေးတကြီးဒီဖုန်းနဲ့တို့လုပ်လို့ရတဲ့ခစ်ကာလာကြီးထဲမှာဒါကိုသုံးနေတဲ့ဖုန်းနံပါတ်ဒီဒါကိုယ်တိုင်တောင်းဝင်ရမယ်ဆိုတဲ့သဘောနဲ့ဒီဥတွေကိုထုတ်ခဲ့တာပဲဖြစ်ပါတယ်โอเคအခြေတဝင်းကတော့ကျွန်တော်အများကြီးထပ်ပြီးတော့ရှင်းမပြတော့ပါဘူးပြောချင်တာကလူတိုင်းကိုသုံးနေတဲ့စင်ကတ်ကိုကိုယ်တိုင် register လုပ်ပါကိုယ်တိုင်မှတ်ပုံတင်ဥပမာမြန်မာပြည်လာတယ်ဆိုရင်ကို passport MOU စာပြည့်ဘယ်သူလူတွေပဲဖြစ်ဖြစ်ကိုမှထောက်ထားတဲ့ကိုရှိရင်အဲ့ဒါနဲ့ပဲ register နဲ့လုပ်ပြီးတော့သုံးရတာမျိုးဖြစ်ပါတယ်เนาะတေချာလုပ်ပါเนาะဟုတ်ပြီเนาะဒါနံပါတ်1တစ်ချက်မှတ်ရမှာဖြစ်ပါတယ်နံပါတ်2တစ်ချက်တစ်ချက်ကကျတော့အဲ့ဒီစင်ကတ်တွေကိုကျွန်တော်တို့အနေနဲ့ပေါ့เนาะတကက်ကို50ဖြစ်စီ60ဖြစ်စီအဲ့လိုရောင်းနေကြတယ်ဗာစင်ကပဲဖြစ်ပေါ့ရောင်းနေတဲ့လူတွေကသူတို့တွေက register ထားပြီးသား register ထားပြီးသားဟာတွေကိုသူတို့ကယူပြီးတော့မှတ်ပုံတင်ထားပြီးသားဟာတွေယူပြီးတော့ကိုယ်ဝယ်ပြီးတော့စင်ကနေထည့်ပြီးတော့သုံးရုံပဲဆိုတဲ့လူတွေကအဲ့ဒီရောင်းတဲ့လူတွေကဘယ်လိုပြစ်ဒဏ်နဲ့အခုရင်ဆိုင်ရလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်အဲ့တော့လောဆယ်ပေါ့နော်အခုဒါတွေကိုဒီလိုလုပ်နေတယ်ဆိုတာကိုလေဒီထိုင်းနိုင်ငံမှာရှိတဲ့ရဲတွေပေါ့နော်သူတို့ရဲ့technology ရဲတွေပေါ့သူဟိုကျွန်တော်တို့ဘယ်လိုပြောမလဲဗျာကွန်ပျူတာပေါ့နော်ကွန်ပျူတာ website နဲ့ပတ်သက်ပြီးတော့ဟို technology ဆိုဘယ်လိုပြောမလဲဗျာကျွန်တော်တို့မြန်မာလိုဆိုပြော technology ပေါ့ဗျာ technology ပေါ့နော်ဟုတ်တယ်အဲ့ဒါသူကနေပြီးတော့တခါအဲ့ဒီရဲပေါ့ cyber ရဲတွေပေါ့ဗျာအခုဥပမာ website တွေကနေပြီးတော့လောင်းကစားဘာညာပြုတ်ကလောက်တာ website နဲ့ပတ်သက်တဲ့ဟာလေးတွေ internet နဲ့ပတ်သက်တဲ့ဟာတွေကွန်ပျူတာနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်သူတို့ကလိုက်ဖန်ဆီးနေတဲ့ရဲတွေပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ပေါ့အဲ့တော့သူတို့တွေဘယ်လိုဖန်လဲဆိုတော့သူတို့လည်းလူဟန်ဆောင်ပြီးသွားတာပေါ့ဗျာလူဟန်ဆောင်ပြီးတော့အရက်ဝတ်နဲ့ပဲသွားပြီးတော့မလုပ်တယ်ဆိုတော့သူတို့ကတော့ဝယ်တယ်ကိုယ်တိုင်တော့ဝယ်ပြီးတော့သူတို့ကိုယ်တိုင်ဝယ်လာတယ်ဝယ်ပြီးတော့ခါမှသူတို့ကဝင်ဖမ်းလိုက်တာအခုဆိုလို့ရှိရင်23ရက်နေ့ဆိုတာဆိုလို့ရှိရင်ဒါအဖမ်းခံရတာဖြစ်ပါတယ်အဖမ်းခံရတဲ့လူကဒီစန်အယာထွန်ဘိုလီပေါ့နော်မှာပေါ့နေအောင်ပဲတရားရောကဒီလဲခဏလေးနော်ဟုတ်တယ်စန်အယာထွန်ဘိုလီမှာပေါ့နော်ဘန်ကူတင်ဘက်မှာအဖမ်းခံခဲ့ရတယ်ဖမ်းခံရပြီးတော့ဒီလူကိုဘယ်လိုပုံမှန်တွေတက်တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ပုံမှန်အကြီးကြီးပဲတက်ပလိုက်တာဘယ်လိုတက်လိုက်တယ်လဲဆိုတော့ကသူကဖတ်ပြမယ်ကြာပြီးကြီးတာပေါ့နော်ตามประมวลกฎหมายอาญาพระราชบัญญัติพระราชกำหนดมาตรการป้องกันและปราบปรามอาชญากรรมทางเทคโนโลยีพ.ศ. 2566มาตรา11และพระราชกำหนดการบริหารจัดการการทำงานของคนต่างด้าวพ.ศ. 2560มาตรา8อัตราโทษจำคุกตั้งแต่2 ปีถึง5 ปีหรือปรับตั้งแต่200,000 บาท200,000 บาทถึง500,000 บาทหรือทั้งจำทั้งปรับသူပြောတာကပုံမှန်တွေတက်လာတာကခုန technology ပေါ့နော် technology အမှုနဲ့တော်လာကောင်းတဲ့ပုံမှန် technology အမှုနော်ပုံမှန် setting နဲ့တော်လာကောင်းတဲ့နောက်ပြီးတော့တခါကျွန်တော်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပုံမှန်ဖြစ်တဲ့ကျွန်တော်အလုပ်လုပ်တာပေါ့နော်အလုပ်လုပ်ချင်းမတူတာပေါ့ပြောရမယ်ဆိုရင်သူတတ်မှတ်ထားတဲ့အလုပ်ကိုကျွန်တော်တို့လုပ်တဲ့အပိုင်းတွေမှာပေါ့အဲ့မှာကျတော့သူကကျွန်တော်ဖတ်ရတဲ့လောက်ကတော့ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ပြစ်မှုကနော်အလုပ်လုပ်တာ
คนต่างด้าวทำงานโดยไม่มีใบอนุญาตทำงานหรือทำงานนอกเหนือจากสถิติจะทำงานสถิติจะทำได้สู้รู้นะสิ่งก็ได้ย้อนในไทยย้อนในสุริยะลูกเดียวแต่จนเราชื่อกันลูกมาดีลูกเดียวมาเปล่าพระเจ้าเลยสตูตู้มาลูกธารากับบางเขามาลูกธาราสายสารนุตีอะไรพี่เมียนะครับว่าจะมาลูกบ่อน้องแต่คู่มาลูกบีน้องพามาลูกชิมมาดูไปในเลยมาดูไปในลูกหลานลูกเนี่ยสุริยะด้วยไอ้ลูกเนี่ยประกาศแต่กินน้ำจะดูมาธาราปุ่มมาเตียเนี่ยติปุ่มมาเตียเนี่ยติยาสุรุชินดังเวงาเราวันนี้ทราบว่างาต้องที่เบชิบายแต่เมื่อกูอาการดูคนน่าตัวเทคโนโลยีบ่อน้องอุบัติเนี่ยไซบาโลอุบัติเนี่ยบ่อน้องโอ้เขาบีไอ้ไซบาโลอุบัติเนี่ยดีเนี่ยกูเนี่ยป้องอะไรได้ขาจาร์ดูว่าดังเวียนัดเต็งงานนี่วิโรนาได้ที่เนี่ยทองดานนั่นนี่การงานเนี่ยที่สุดดาเราเนี่ยเราถ้าดูตรงนี้ดูสวยเจ็ดตีนอะไรแต่บอกไปเชื่อไปถ้ากูว่าชิ้นนี้เนี่ยทำไมอภิราบาลชิ้นนี้เนี่ยตัววิไลมาสรุปชิ้นอุบัติที่จะมันก็ตัวไล่วิโรเปลี่ยนลงมาสวยเนี่ยด่าปลุกปงสันเนี่ยเปลี่ยนรถหลังเลยเรามาตีล้อเสียกันหรอไอ้เนี่ยเสร็จตรงนี้มาเราอามากันเนี่ยเปลี่ยนวิโรเท่าไหร่กันดีอามากันเนี่ยเปลี่ยนวิโรเท่าไหร่กันดีไอ้ดอกอามากันเนี่ยเท่าไหร่กันวิโรลาเม่เป็นยังนี่มันที่ยาโยวันนี้เปลี่ยนเชิงท่าทะเลสุโรตรงล่าใบเช่าเย็นนี่ตรงล่าใบเช่าเย็นนี่มาเนี่ยผู้ต้องหารายงานตัวต่อศาลเนี่ยที่ยาโยมาตัววิโรเนาะตัววิโรมีหน้าตัวพิจารณามาบอกยังอามากันเนี่ยพิจารณาอะไรสุดท้ายที่มัวไปเชื่อมาตรุดิยาไม่ชามาเลยสุดท้ายเราไม่ติดเดียวบอกนี่เนาะกูเสียมีงานจริงนี่เราตอนเราเยสก็มาไม่ตัวเสียมีงานอยู่ชินี่เลยไอ้โยเตี้ยลูนี่เนี่ยบอกเราแต่งใจได้ลูอะไรไปเย่กูได้งานนี่วิโรเนาะแต่งใจอะไรเพี้ยไปแต่งใจเลยไอ้โยเตี้ยลูว่าเราเย่บอกยังเตี้ยข้างเราสวยๆข้างดูบอกยังคือว่าไม่สะดวกชิเนาะเตี้ยข้างเราจนเราเสียงไก่ยองเลยลูกที่เดียไอ้โยอันนี้ก็เราจะง่ายใส่จนเราไม่เปรี้ยวรู้เราจนเราเปรี้ยวจริงนะไอ้โยที่สิ่งก็ตัวย้อนในคำอะไรตัวสิ่งมีอะไรในคำฮะตัวอันนี้น่าเสียอะไรเดี๋ยวตัวต้องเดินในต้องอยู่อะไรเนี่ยง่ายในเปลี่ยนย้อนเนี่ยให้ตัวอันนี้น่าเสียอะไรไอ้โยโอ้เปรี้ยวจริงนะจะจนเรารู้ดีแต่แกน่าจะเราท่านยังไงอุปนิสัยสุยกูต้องนี่สิ่งก็ในอารมณ์ว่ากูได้ยันนี่เราดีเจสตาร์บีโร่คำว่าต้องมันกูชี้เลยสุดเราท่าอารมณ์ว่าที่เรียกว่าที่มีละจ่าแกบีเลยที่อุปนิสัยทุกเรื่องจ่าแกไปน้องเขาบีน้องได้ทุกเรื่องอุปนิสัยชี้เลยเนาะอะไรทุกเรื่องไอ้โยจนเราเนี่ยกูดีนี่ดิเชมาลงนี่เดลูรีสิงคโปร์นี่เดลูรีแบบกูสิงคโปร์มาเข้าอย่างตัวพี่เรามาโตหมดเลยပြောချင်ပါတယ်เนาะပြောချင်ပါတယ်เนาะနံပါတ်1နံပါတ်1ကကျတော့ခုနပြောသလိုပေါ့ကျွန်တော်တို့ဒီအမျက်ကြီးငွေတွေနည်းနည်းပါးရလာတဲ့ခါလေးတွေကိုကျွန်တော်တို့ကတစ်ခါသွားပြီးတော့ပြန်ရောင်းတဲ့ခါမှာအမျက်ကြီးငွေတွေနည်းနည်းရတော့ခုလိုမျိုးဖြစ်လာတဲ့ခါကျတော့ဘယ်သူကမှလာပြီးတော့မျက်နှာလာမပြရဲဘယ်သူမှလာမရှင်းရဘူးเนาะဘယ်သူမှလာပြီးလာလုပ်ပေးခြင်းမရှိဘူးကိုယ့်ကကိုလုပ်ရတယ်ကိုယ့်ကိုနေရတယ်ရှင်းနေတယ်မှာကျွန်တော်ဒီမှာလာတောင်းလို့ကျွန်တော်ကဆက်သွယ်မှုတွေလုပ်ပေးတယ်ရှင်းနေကျွန်တော် join ပေးလိုက်တယ်ပြီးတော့သူ့ဘက်သူဆက်ပြီးတော့လုပ်ပေးကြတယ်ကျွန်တော်လည်းမအားဘူးဒီအမှုလိုက်ဖို့တော့ကျွန်တော်လာအပ်ပေးတယ်ဒါပေမဲ့ကျွန်တော်လည်းကျွန်တော်အလုပ်နဲ့ကျွန်တော်ကိစ္စနဲ့ကျွန်တော်မပြီးမပြတ်မရှိမလေးနိုင်ရှိလို့အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းလက်မခံလိုက်ရဘူးဗျာเนาะဒီအမှုကိုစကားပြန်လိုက်လုပ်ပေးဖို့နဲ့ဒီအမှုနဲ့ပတ်သက်ပြီးလုပ်ပေးဖို့တော့ကျွန်တော်အဆင်မပြေလို့အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကနံပါတ်1တစ်ချက်စစ်ကတ်တွေကိုခုနပြောသလိုပေါ့ register လောက်ထားပြီးသားစင်ကတ်တွေရောင်းတဲ့အခါမှာသတိထားပြီးတော့ရောင်းကြဖို့အတွက်ကိုကျွန်တော်ဒါလေးကိုသတိပေးခြင်းလေနံပါတ်2ကတော့ကျွန်တော်တို့ကိုလောက်ထားတဲ့ကိုသုံးနေတဲ့စင်ကတ်ကြီးတခုကိုနိုင်ကို register တွေလုပ်ပြီးမှကိုတိုင်းဒီဘယ်လိုရောမှတ်ပုံတွေတင်ပြီးမှသုံးကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အန်ဒီတွေကင်းရှင်းသွားတယ်ကျွန်တော်တို့ဒီအမှုတွေလည်းရင်ဆိုင်ရမှာမဟုတ်ဘူးဗျကိုကကြတော့ဘယ်အနိုင်ဗျပုံမှန်ကြီးကြီးတက်ချလိုက်တယ်ဘာလဲဆိုတာတကယ်တမ်းကျတော့အလုပ်ကင်မတူတာကတော့သူပြတာတော့အလုပ်ကင်မတူပဲလုပ်ရင်တော့တန်ငွေ9000ကနေစပြီးတော့တဲ့9000ထိပဲရှိတယ်နော်ဟုတ်ကဲ့ပုံမှန်100နဲ့1အရာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဟိုခုနရဲဆိုတာတော့ဒါသူကတော့သူဆွဲချက်တွေသူကတင်ထားလိုက်ပေါ့ဒါပေမဲ့ရဲဆိုတာကသူလည်းရှေ့နေလောက်တော့ဥပဒေတွေတော့ပေါ့နော်တိတ်ငင်းငဲဆွဲကြိုက်ဆွဲထားတယ်လို့မဟုတ်ဘူးသူကတီးတဲ့လောက်လေးတည်းသူဟိုနေတာရှိတယ်လို့တချို့တော့ဟိုဥပဒေတွေဆိုရင်သူပတ်ပန်းနေမရှိတာကြီးလည်းရှိတယ်အဲ့ခါကျရင်ကိုကရှင်းနေငားပြီးတဲ့ခါမှာသူနဲ့ပြန်ပြီး fight ရမယ်အတိုင်းကမှာပေါ့ဗျာဒီဟိုကျွန်တော်တရားရုံးရောက်တဲ့ခါကျရင်တရားရုံးနေပြီးတော့သူကဆွဲချက်တွေတင်တဲ့ခါကျရင်တရားလူတွေနဲ့ပြောတဲ့ခါမှာကိုယ်ပြန်လေခြေပတ်နိုင်တဲ့အချက်တွေရှိခဲ့မယ်ဆိုရင်တော့ဒါเนาะကျွန်တော်တို့ပြန်လေပြီးတော့အနိုင်ရမှာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်စီဒီကနေ့ဗီဒီယိုဖိုင်ကြီးအမျိုးတွေအတွက်ကိုကြောင်းလန့်စေခြင်းဒီအမျိုးတွေအတွက်ကိုစီဝါရီထိခိုက်စေလိုခြင်းဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လုပ်တာမဟုတ်ပါဘူးဒါတွေကတကယ်တမ်းဖြစ်လည်ခဲ့လို့ဒါတွေကတကယ်တမ်းကိုကြုံတွေ့နေခဲ့ရလို့ဒီမှာကျွန်တော်မှာစာရွက်စာတမ်းတွေအကုန်လုံးရှိပါတယ်ဘယ်သူနာမည်ဘယ်သူပတ်စုံနံပါတ်ဘယ်သူအဖမ်းခံရလူဘယ်သူအစအကုန်လုံးကျွန်တော်အကုန်လုံးသိကြပါတယ်ကျွန်တော်မှာချက်လက်တွေအကုန်လုံးရှိပါတယ်ခင်ဗျာနော်အဲ့ဒါကြောင့်မလို့မျိုးတို့ကြီးဒါမဖြစ်ထိုက်တာတွေမဖြစ်ရလေအောင်ဆိုပြီးတော့ဒါလေးကိုဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့လည်းပဲတယောက်နဲ့တယောက်ကိုအသိပေးခြင်းလဲဆိုလို့ရှိရင်လည်းပြန်လဲပြီးတော့ညှဝေပေးခြင်းလည်းပဲဟိုကျွန်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်နိုင်ပါတယ်အချင်းချင်းလည်းသတိပေးခြင်းပြည့်လဲတယောက်နဲ့တယောက်ဟ
ဟိုဒါကောင်းတဲ့အလုပ်တွေအလုပ်ပေးနိုင်ပါတယ်ခင်ဗျကောင်းပါပြီဗျာအမျိုးကြီးအားလုံးခံကောင်းကြပါသည်နော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ